ဖြူဖြူဝင်းရဲ့သွင်းကိုနဲ့ရန်ကုန် United အမျိုးသမီးအသင်းကိုအနိုင်ရရှိခဲ့တဲ့အေယာဝတီအမျိုးသမီးအသင်းအားလုံးပဲမင်္ဂလာပါ KS Sport ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့အေယာဝတီအမျိုးသမီးအသင်းနဲ့ရန်ကုန် United အမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ကတော့1-0ဆိုတဲ့ရလဒ်နဲ့ပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့ချန်ပီယံပြေးလန်းပေါ်မှာရှိနေတဲ့အသင်းတွေထိပ်တိုက်တွဲဆုံခဲ့ကြတဲ့ပွဲစဉ်ဖြစ်ပြီးတော့အသင်းကြီးတွေဖြစ်တာနဲ့အညီလုံးဝပြအကျိတ်အနေနဲ့ကြည်ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ပွဲစဉ်ကပွဲစတို့ဒီမိနစ်28မိနစ်လောက်မှာပဲဒီစမ်းတော်ရဲ့အဝေးကန်ချက်ကိုဂိုသမာပုတ်ထုတ်တဲ့အချိန်မှာပြန်ထွက်လာတယ်ဗျ။အဲ့ထွက်လာတဲ့အလုံးကိုကျွန်တော်တို့ဒါဖြည်းဖြည်းဝင်းကပဲအလိုက်တဲ့အနေထားနဲ့ပိတ်သွင်းပြီးတော့အေယာဝတီအမျိုးသမီးအသင်းအတွက်တလုံးတီးသောအနိုင်ကိုသွင်းယူပေးသွားခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးကြည့်ရတာမိုက်တဲ့ပွဲစဉ်တွေမှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားတွေရဲ့ဒီစိတ်ဓာတ်ပိုင်းအရာလည်းပြိုင်ဆိုင်မှုတော်လေးပြင်းထန်တဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရတယ်။ဒီနှစ်သိန်းလုံးကလည်းကျွန်တော်တို့ဒီချန်ပီယံပြေးလန်းပေါ်မှာရှိနေတဲ့အသင်းတွေဆိုတော့ဒီအေယာဝတီကကြတော့ဗျရန်ကုန်နိုင်လိုက်တာနဲ့သူတို့ကဒီရမှတ်ဒီ9မှတ်လောက်ထိကိုဖြတ်သွားနိုင်မဲ့အခွင့်အရေးမျိုးတွေရှိတယ်ပြီးတော့ဒီအေယာဝတီကကြတော့တကယ် sorry ဒီရန်ကုန် United အမျိုးသမီးအသင်းကကြတော့အေယာဝတီကိုနိုင်မယ်ဆိုလို့ရှိရင်သူတို့ကတော့ဒါရမှတ်ကွာဟမှုတွေကိုဒါကျင်းပြောင်းစေပြီးတော့ထပ်ပြီးတော့ဒါဖိအားပေးနိုင်မဲ့အနေအထားမျိုးတွေမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့အေယာဝတီမျိုးသမီးအသင်းကဒီရန်ကုန် United အမျိုးသမီးအသင်းကိုအနိုင်ရရှိခဲ့ပြီးတော့ရမှတ်ဒါ30နဲ့အဆင့်တက်နေရာကိုဥဆောင်ထားတယ် ISP အသင်းကတော့ဒါမနေ့ကသူတို့ကလည်းဒီ6-0နဲ့ရန်ကုန် City အသင်းကိုအနိုင်ရရှိအောင်ကစားထားတာဆိုတော့ရမှတ်ဒါ20နဲ့မှဒီ10မှတ်နဲ့ဒုတိယနေရာကနေဆက်လက်ပြီးတော့ဒါဖိအားပေးနေရလည်းဖြစ်ပါတယ်ဒါ ISP အသင်းကတော့တပွဲရော့ကစားထားတာပေါ့လေတကယ်လို့ ISB အသင်းကတော့ဒါလက်ကျန်ပွဲစဉ်တစ်ပွဲကိုအနိုင်ရရှိအောင်ကစားထားမယ်ဆိုလို့ရှိရင်တော့အေယာဝတီအမျိုးသမီးအသင်းအနေနဲ့ဒုတိယနေရာကိုပြန်လည်ပြီးတော့ဒါဆင်းပေးရမှာလည်းဖြစ်ပါတယ်လက်ရှိဒါအမြန်မာအမျိုးသမီးလိဂ်ကတော့တော်တော်လေးကိုမှပြန်ဆံမှုပြင်းထန်တဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရတယ်အမှန်ပြစမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရမှတ်ကတိတ်ပြီးတော့ကွာဟတဲ့အနေအထားမျိုးမှာမရှိဘူးအေယာဝတီနဲ့ဒီ ISB တို့အသင်းကဒီတစ်မှတ်လောက်ပဲကွာဟတဲ့ဂျားထဲမှာကပြီးတော့ဒီရန်ကုန် United အသင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကွာတော့ကွာတယ်ဗျာဒါပေမဲ့အရန်ကြီးတော့လည်း short တွက်ထားတော့မရအောင်ပေါ့နော်အဓိကပြေးနေတာကတော့အေယာဝတီအမျိုးသမီးအသင်းနဲ့ ISP ဒီအမျိုးသမီးအသင်းကတော့ဒါပို့ပြီးတော့ရေပန်းစားတဲ့အနေအထားမျိုးပေးပြီးတော့ဒီအလားအလာကောင်းတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့ကမြင်တွေ့ရတာလည်းဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဒီအေယာဝတီမျိုးသမီးဖက်မှာဆိုလို့ရှိရင်လည်းနိုင်ငံလေးစဉ်ကစားသမားတွေဖြစ်တဲ့ North Tech Way တို့ပြီးတော့ဒီဖြူဖြူဝင်းတို့စမ်းတော်တို့စတဲ့အဓိကကစားသမားအများစုပါဝင်တယ်တစ်ဖက်ကဒီရန်ကုန် United အသင်းမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ဒါအဓိကခံတဲ့ကစားသမားဖြစ်တဲ့ဖြူဖွေးကတော့ဒါပါဝင်လာနိုင်တဲ့အနေအထားမျိုးမှာမရှိခဲ့ဘူးဒါကြောင့်မလို့ပဲခန်းဆက်ပိုင်းအရဆိုလို့ရှိရင်တော့အရန်ကြီးပြသိမလားအရင်ကပွဲတဲ့စားလို့ရှိရင်တော့ကြက်လက်တဲ့အနေအထားမျိုးတွေမှာတော့တိတ်ပြီးတော့မရှိနေခဲ့ဘူးဒါပေမဲ့သူတို့ရဲ့အစားသမားတွေဖြစ်တဲ့ DC အောင်လုံးနောက်ရွန်းဝတီလိုင်းလို့စတဲ့အဓိကကစားသမားအများစုကိုတော့ပွဲထုတ်လာခဲ့တာလည်းဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဒါနှစ်ဖက်ကစားသမားတွေကြားမှာဒါထိတွေ့မှုလေးတွေပေါ့နော်အနည်းငယ်လေးကျွန်တော်ထပ်ပြီးတော့မြင်တွေ့ခဲ့ရတဲ့အနေအထားမျိုးတွေရှိတယ်ဒါကလည်းဖြစ်တာရှိတဲ့အနေအထားမျိုးတွေပါဒီဖြန့်ဖြေတဲ့အပိုင်းမှာဆိုလို့ရှိရင်တော့ဒါအလွယ်တကူပဲပြီးဆုံးသွားခဲ့တယ်ပေါ့နော်ဒါတော်တော်လေးကောင်းတဲ့အပိုင်းလို့ကျွန်တော်တို့ကပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ချန်ပီယံပြေးလမ်းပေါ်မှာရှိပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းချင်းအသင်းထိတိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာဒီလိုပုံစံမျိုးလေးတွေမြင်တွေ့ရတာကအရန်ကြီးကိုလည်းမဆန်ဘူး။ဒါပေမဲ့ဒိုင်လူကြီးရဲ့ဒီဖြန့်ဖြေမှုပိုင်းတွေမှာကစားသမားတွေကလည်းဒီဘယ်လိုပြောမလဲတရားရကရှော့ချပြီးတော့ပဲအဆင်ပြေနဲ့ပဲပွဲကိုစစ်ပြီးတော့ကစားသွားနိုင်ခဲ့တယ်။ဒါတွေကအရန်ကောင်းတယ်ပေါ့နော်။တိတ်ပြီးတော့ကြီးကျယ်ရေးကြီးခွင့်ချက်ဖြစ်တဲ့အနေအထားမျိုးကျွန်တော်တိတ်ပြီးတော့မတွေ့ခဲ့အောင်အမျိုးသားပွဲစဉ်တွေမှာဆိုလို့ရှိရင်ရေးကြီးခွင့်ချက်သိရမလားတွင်းတာတိုက်တာဘာညာတဲ့အများနဲ့မြင်ရတယ်ဒါပေမဲ့အမျိုးသားပွဲစဉ်တွေမှာအဲ့လိုပုံစံမျိုးတိတ်ပြီးတော့ကျွန်တော်မတွေ့ရဘူးပေါ့နော်ဒီထိတွေ့မှုလေးတွေရှိတာပေါ့လေโอเคဆိုတော့အဲ့ပွဲစဉ်ကိုကြည့်ရတဲ့သူတွေကဘယ်လိုမျိုးမြင်ကြလဲအမျိုးသမီးလိမ့်မှာရောဘယ်အသင်းကချန်ပီယံဖြစ်သွားမလဲလက်ရှိချိန်ဒီတော့ပြောဖို့ခက်နေသေးတာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့အမြင်လေးတွေကို comment တွေမှာချပြီးတော့ရေးခဲ့ကြပါအောင်ဗျ